မင်္ဂလာပါရှင်အဖွဲ့အစည်းသို့မဟုတ်ဌာနတစ်ခုရဲ့ external issue တွေဖော်ထုတ်တာနဲ့ပတ်သက်လို့ဆက်လက်တင်ပြသွားပါမယ် External issue အတွက် pestle analysis အဖွဲ့အစည်းသို့မဟုတ်ဌာနရဲ့ပြင်ပကနေကိုယ့်အဖွဲ့အစည်းသို့မဟုတ်ဌာနကိုတက်ရောက်မှုရှိတဲ့မိမိတို့ထိန်းချုပ်လို့မရနိုင်တဲ့အကြောင်းအရာတွေကိုတော့ pestle analysis နဲ့စနစ်တကျဖော်ထုတ်ကြပါတယ်pestle ဆိုတာကတော့အတူကောက်စကားလုံးတွေကိုပေါင်းစပ်ထားတာဖြစ်ပြီး political နိုင်ငံရေးနှင့်အစိုးရမူဝါဒများ economic စီးပွားရေးနှင့်ငွေကြေးလဲလှယ်နှုန်းများ social လူမှုရေးလူထုစားသုံးမှုအလေးထားနှင့်လူအင်အားအပြောင်းလဲများ technological နည်းပညာတိုးတက်ပြောင်းလဲမှုများ legal ဥပဒေနည်းဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများနောက်ဆုံး E က environmental သဘာဝပတ်ဝန်းကျင်နှင့်ရာသီဥတုသက်ရောက်မှုများတို့ပဲဖြစ်ပါတယ်ရှင်အဖွဲ့အစည်းသို့မဟုတ်ဌာနတစ်ခုကို political နိုင်ငံရေးအခြေအနေအရအစိုးရရဲ့မူဝါဒတွေလှုပ်ဆောင်ချက်တွေကမိမိတို့လုပ်ငန်းနဲ့ဈေးကွက်ပေါ်ဘယ်လိုရိုက်ခတ်မှုရှိနိုင်မလဲဆိုတာပါဥပမာရွေးကောက်ပွဲရလဒ်တွေဥပဒေပြောင်းလဲမှုတွေနဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေပါဝင်ပါတယ် economic စီးပွားရေးအခြေအနေနဲ့ပတ်သက်လို့တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေကမိမိတို့အဖွဲ့အစည်းပေါ်တက်ရောက်တာမျိုးပါဥပမာငွေကြေးဖောင်းပွားမှုအနေအမြင့်စီးပွားရေးတိုးတက်မှုနဲ့နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှုတွေပဲဖြစ်ပါတယ်social လူမှုရေးနဲ့လူထုအခြေအနေဆိုတာကပြင်ပပတ်ဝန်းကျင်ရဲ့ယဉ်ကျေးမှုနဲ့လူဦးရေဆိုင်ရာအချက်အလက်တွေဖြစ်ပါတယ်ဥပမာလူဦးရေတိုးပွားလာမှုအသက်အရွယ်အချိုးအစားယဉ်ကျေးမှုရေးစည်းကြောင်းနဲ့လူတွေရဲ့လူနေမှုဘဝပုံစံပြောင်းလဲလာမှုတွေပေါ်မှာမူတည်ပါတယ် technological နည်းပညာဆိုင်ရာအရာမိမိတို့ရဲ့ဈေးကွက်နေရာသို့မဟုတ်လုပ်ငန်းလည်ပတ်မှုတွေပေါ်တက်ရောက်နိုင်မဲ့နည်းပညာစမ်းသစ်မှုတွေနဲ့ပြောင်းလဲမှုတွေပါဥပမာ digital technology ပိုင်းတိုးတက်ပြောင်းလဲလာမှုမျိုးတွေဖြစ်ပါတယ် legal ဥပဒေဆိုင်ရာဆိုတာကမိမိတို့လုပ်ငန်းဆောင်ရွက်နေတဲ့နယ်ပယ်ရဲ့ဥပဒေနဲ့စည်းမျဉ်းစည်းကမ်းဝန်းကျင်ကိုပြောတာပါမြို့နယ်ဒေသတွင်ဥပဒေပြည်တွင်းဥပဒေနဲ့နိုင်ငံတကာဥပဒေလိုက်နာဆောင်ရွက်မှု compliance တွေပါဝင်ပါတယ် environmental သဘာဝပတ်ဝန်းကျင်ဆိုင်ရာကတော့မိမိတို့ရဲ့လုပ်ငန်းစဉ်ဒါမှမဟုတ်ဈေးကွက်အပေါ်တက်ရောက်နိုင်တဲ့သဘာဝပတ်ဝန်းကျင်နဲ့ဂေဟစနစ်အချက်အလက်တွေဖြစ်ပါတယ်ဥပမာရာသီဥတုပြောင်းလဲမှုနဲ့စဉ်ဆက်မပြတ်ရေရှည်တည်တံ့မဲ့လုပ်ငန်းစဉ် sustainable practices တွေပဲဖြစ်ပါတယ်ခုလိုမျိုး internal issues အတွက် SWOT analysis external issues အတွက် pestle စားရ tools တွေကိုစနစ်တကျခွဲခြားအသုံးပြုလိုက်ရင် ISO 9001-2015 Clause 4.1 ရဲ့ requirement ကိုအပြည့်အဝနဲ့အဆင့်မြင့်မားစွာပြည့်စုံသွားစေမှာဖြစ်ပါတယ်ရှင်